အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်မှာလည်းပြန်လဲဆုံတွေ့ကြပြန်ပြီเนาะပညာဌာနဗီဒီယိုဖိုင်လေးဖြစ်လို့ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးပြောပြပေးသွားမယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့အခုမှစတင်လေ့လာတဲ့သူတွေကြားလို့ရှိရင်အဆင်ပြေလွယ်ကူအောင်လို့ပါရှင်ဗီဒီယိုဖိုင်လေးမစတင်ခင်မှာညီမရဲ့ဗီဒီယိုဖိုင်လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့နဲ့အောင်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ညီမတို့စကြမယ်ပေါ့เนาะအခုဒီတစ်ခါကကြတော့လူခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မှညီမကဘလို့ခေါ်လေးတွေခေါ်ရမယ်ဆိုတာကိုသင်ပေးပါမယ်ရှင်ပထမဆုံးတစ်ခုကကြတော့ညီမတို့မျက်နှာကိုဘယ်လိုမျိုးခေါ်မလဲဘယ်လိုပြောမလဲမျက်နှာဆိုတာကြတော့မူကမျက်နှာမူကစပင်ကိုကြတော့ညီမတို့က rambut စပင် rambut ဦးခေါင်းကိုကြတော့ညီမတို့ကကပလာဦးခေါင်းကပလာနဖူးကိုကြတော့ဒါဟိနဖူးဒါဟိမျက်ခုံးကိုကြတော့ကန်နင်းမျက်ခုံးကန်နင်းမျက်စိကိုကြတော့ညီမတို့ကမတ်တလို့ပြောလို့ရပါတယ်ရှင်မျက်စိမတ်တနှာခေါင်းကိုကြတော့ဟီတုံနှာခေါင်းဟီတုံပါးစပ်ကိုကြတော့မူလွတ်သွားကိုကြတော့ဂီဂီနှုတ်ခမ်းကိုကြတော့ဘီပေနှကမ်းဘီပေနှကမ်းပြီးသွားတဲ့ခါကျတော့နှကမ်းမွေးကိုကြတော့ဘယ်လိုခေါ်မလဲဆိုရင်မီဆိုင်နှကမ်းမွေးကိုကြတော့မီဆိုင်နောက်တစ်ခါကျတော့နှကမ်းမွေးပြီးသွားပြီဆိုလို့ရှိရင်မုတ်စိမ်မွေးကိုကြတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဂျန်ကုတ်မုတ်စိမ်မွေးဂျန်ကုတ်မုတ်စိမ်မွေးလည်းပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ကကြတော့နရွက်ကိုကြတော့ဘယ်လိုမျိုးပြောမလဲနရွက်ကြတော့တယ်လီငါနရွက်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ပါးပြင်ကိုဘယ်လိုပြောမလဲပါးကိုကြတော့ပိပိနောက်တစ်ခုကကြတော့လေဘင်းကိုကြတော့ညီမတို့ကလေဟဲလို့သုံးလို့ရတယ်လေဘင်းပြီးသွားရင်ပခုံးကိုဘယ်လိုခေါ်မလဲပခုံးကြတော့ဘာဟုလက်ကိုကြတော့ညီမတို့ကတာငမ်လက်တကယ်လို့လက်တွေပြီးသွားပြီဆိုတော့လက်ချောင်းလေးတွေကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဂျာရီတာငမ်လက်ချောင်းလက်ချောင်းပြီးသွားတဲ့ခါကျလို့ရှိရင်ခြေထောက်ကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ကာကီခြေထောက်ကိုကာကီခြေထောက်ပြီးသွားတဲ့ခါကျလို့ရှိရင်ခြေချောင်းလေးတွေကိုဘယ်လိုပြောမလဲခြေချောင်းလေးတွေကိုကြတော့ဂျာဒီကာကီခြေချောင်းလေးတွေကိုဂျာဒီကာကီခြေချောင်းပြီးတဲ့ခါကျလို့ရှိရင်ဘိုက်ကိုဘယ်လိုပြောမလဲဘိုက်ကိုကြတော့ပရော့ဘိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒူးကောင်းကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်လူတော့ဒူးကလူတော့ဒါကကြတော့လူခန္ဓာကိုယ်မှာခေါ်တဲ့အသုံးနှုန်းလေးတွေပဲဖြစ်ပါတယ်ရှင်အားလုံးတွေ့အကျိုးရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် like and subscribe လုပ်ပေးဖို့လည်းမေ့ကြနဲ့ဦးနော်အားလုံးပဲခင်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုဖိုင်လေးကိုအစားအဆုံးကြည့်ပေးတဲ့တငယ်ချင်းတယောက်တဦးချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲလေ့လာကြည့်အောင်နော်ဒါကမလေးရှားနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်လုံးဝအထောက်အကူပြုစေမယ့်စကားလုံးလေးတွေပဲဖြစ်ပါတယ်ရှင်
အားလုံးပဲတတာ